tata bhagavato arahato tamandamo tata namo tata bhagavato arahato tamandamo tata namo tata bhagavato arahato tamandamo tata ယနေ့ဘုဒ္ဓရှင်များဖြစ်ကြတဲ့ကျွန်တော်တို့ကိုနေလေးတွန်းစနေတာဒေါ်စီမာထွန်းတနင်္ဂနွေမိသားစုဘုံကံကနာဆင်ပြေပြီးချမ်းသာကြပါစေကိုနေလေးဦးဇာတပရိသအခင်မမှုလေးဇာတပရိသမီးတို့ဤလုပ်ငန်းကံများလည်းဆင်ပြေချုံမွေးကြပါမအီဖြူတနင်္ဂနွေသမီးမိသားစုလည်းကျမ်းမာချမ်းသာကြပါစေကိုဝင်းတိတ်ဒေါ်ဟန်နီထွန်းမိသားစုလည်းကျမ်းမာချမ်းသာကြပါစေမောင်တက်နိုင်ဦးစနေသားမိသားစုလည်းကျမ်းမာချမ်းသာကြပါစေမဇင်မာအေးအင်္ဂါသမီးမိသားစုတည်လည်းကျမ်းမာချမ်းသာကြပါစေခင်ဗျာဒေါ်ခင်ဖြူဝင်းမိသားစုလည်းကျမ်းမာချမ်းသာကြပါစေဒေါ်မေလေးအင်္ဂါသမီးမိသားစုတည်လည်းကျမ်းမာချမ်းသာကြပါစေကျွန်တော်တို့အဝေးကဖြစ်ညီမငယ်တဲ့နော်မိုက်သမီးလည်းကျမ်းမာချမ်းသာပြီးလမ်းကငန်းများအစဉ်ပြေကြပါစေကိုဟန်ဝင်းအောင်မိသားစုလည်းကျမ်းမာချမ်းသာကြပါစေဒေါက်ခင်ထွေးရီတနင်္လာသမီးမိသားစုတည်လဲကျမ်းချမ်းသာပြီးလူရင်ဆန္ဒတွေတလုံးတစ်ဝါပြည့်စုံကြပါဒီနေ့မင်္ဂလာရက်မြတ်မှာကျွန်တော်မျိုးတွေအတွက်အထူးဆုတောင်းပေးခဲ့ပါတယ်ခင်ဗျာကျွန်တော်တို့အင်္ဂါနေ့နော်ဒီနေ့ကျောက်ဆယ်မြို့မှာရှိတဲ့ဆုတောင်းပြည့်မဟာရွှေသိန်းတော်ဘုရားမှာရဝေးမှမလာရောက်နိုင်သေးတဲ့မိသားစုတွေအတွက်လည်းရည်ရွယ်ပြီးတော့เนาะဒါကျွန်တော်လိုက်လွှင့်ရခြင်းဖြစ်ပါတယ်ခင်ဗျာမျိုးတွေဆူတောင်းကြပါဆူတောင်းနေပြည့်ဖျားဖို့တော့ရောက်အောင်လာခဲ့ကြပါလို့ဖိုင်စတာကတိုက်တွန်းအပ်ပါတယ်เนาะအားလုံးမင်္ဂလာပါသူစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေเนาะဒီနေ့တော့ကျွန်တော်တို့အေးစစ်စစ်ဖျားဘူးလာတွေလည်းနေတော့เนาะဖျားအတွက်လုပ်ရတာလုပ်ငန်းလေးတွေလည်းအေးဆေးပါတယ်ချုံမွေ့စွာနဲ့အားလုံးပြီးမြောက်အောင်မြင်ပြီဖြစ်ပါတယ်เนาะအားလုံးမင်္ဂလာပါဗျာ